ဆီယမကြီးခင်ခင်တူရေးသားထားတဲ့စံရည်ဝိုင်းဝတ္ထုတို့များကိုဖတ်ပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပထမဆုံးတစ်ပုဒ်အနေနဲ့ဘာအိုဆိုတဲ့ဝတ္ထုတို့ကိုဖတ်ပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျမတို့အိမ်ရဲ့ရှေ့မျက်နှာစာဆောင်းအောင်မှာကွစ်ပြစ်တစ်ချက်ခင်းထားတယ်။အုံးမစ်နှစ်ပင်ရဲ့အလက်တွေကဆောင်းပေါ်မှာဖြာကျနေတာမို့စိမ့်မြောက်ခြေလင်းတဲ့နေရာလေးပါ။အဲ့ဒီကွစ်ပြစ်ပေါ်မှာပြင်တစ်ပတ်ကြီးခေါင်းပေါင်းပြီးတော့တင်မြေခွေထိုင်နေတတ်တဲ့ဘကိုအမြဲလိုလိုတွေ့ရတတ်ပါတယ်။ဘဟာဥပရိယုတ်အလွန်ကောင်းတဲ့မြမအဖိုးကြီးတစ်ယောက်ပါ။ကို့ပြင်နေတဲ့မျက်ခုံးမွေဖြူဖြူကြီးနဲ့တွေ့ရမျက်ခွန်ထမထင်းကလေးမြင်ရတယ်။အသက်အရွယ်အိုမင်းလာပြီးမြဲအသားရည်ကဝင်းဝါနေသလိုနှုတ်ခမ်းထူပြပြဟာလဲရဲဆိုနေစေပါ။နှကမ်းမွေပတိုင်းမွေမထားတဲ့ဘရဲ့မျက်နှာပြင်ဟာပကတိရှင်းတက်နေတယ်။ထောင်ထောင်မောင်းမောင်းနဲ့ကျမ်းမာဖြက်လက်တဲ့ဘဟာအလွန်စိတ်အားထက်သန်သူတစ်ယောက်လည်းဖြစ်ပါတယ်။ဘာဟာမာနာကြီးပြီးဆွေကုံမျိုးကုံကိုအလွန်ယူတတ်သူပါကျမတို့မြေးတွေကိုမကြာခဏပြောလို့ရှိရဲ့ဘာရဲ့စကားကတော့ဘာတို့မျိုးတွေဟာဘယ်တော့မှအောက်တဲမကြဘူးအစင်ဆက်ရွာကိုအုပ်ချုပ်ခဲ့ကြသူတွေတကြီးမျိုးတွေပေါ့ကွာမဟုတ်မခဲတတိရှိရဲ့မျိုးသူများကလက်တလုံးကြောသွားရင်ထမင်းတော်မစားနိုင်တဲ့မျိုးဘာဟာစိတ်တကြွတယ်ကင်းပါတယ်မှတ်ညံကောင်းပြီးစကားအရာလဲကျွဲတယ်။တစ်ချိန်လုံးကရွာမှာဘာဟာမင်္ဂလာစကားပြောအလွန်နမီရလို့ပြောခဲ့တယ်။ဘာမင်္ဂလာစကားပြောကောင်းတာကိုကျမတို့ကြားမမီလိုက်ရပေမဲ့မြေးတွေကိုပုံမြင်ဆက်နိပတ်တော်တွေပြောပြတဲ့နေရာမှာတော့တိတ်ကောင်းတယ်။ဘာနာမှာဝိုင်းပြီးကျမတို့ကဘာကိုအမြဲပုံပြောခိုင်းတာပေါ့။ဘာရဲ့ပုံမြင်တွေကိုစိတ်ဝင်စားနားထောင်ရင်စားဖို့အိပ်ဖို့ကိုတော့ကတိမရခဲ့ဘူး။အဲ့ဒါလို့ပြောပြတိုင်းဘာကနောက်ဆုံးမှာတွေးတောက်ကြီးမျိုးဆိုသူတွေနဲ့ဒီကုန်းတက်လေးရှိတယ်။မြင်းချံမြောက်လက်နေမှာတွေးတောက်ကြီးဆိုတာနည်းနည်းရမဟုတ်ဘူး။လက်မောင်းသွေးကိုဖောက်တောက်ပြီးတော့ဘရင်တစ္ဆာတော့ခံခဲ့တဲ့မင်းတို့ရဲ့ဘိုးသွေးတောက်ကြီးဆိုတဲ့နာမည်နဲ့12ရွာအုပ်ချုပ်ခဲ့ရပေါ့ကျမတို့ကဘိုးကိုမမီဘာကိုမီသူတွေလေကျမတို့မီတဲ့ပတောင်တလောက်မှန်ရှိရဘိုးဆိုရင်ဆိုတဲ့စိတ်ကူးနဲ့မှန်းဆကြည့်ကြတယ်ကျမတို့မတိလိုက်ရတဲ့ဘာရဲ့ညီတော်နောင်တော်ရဲ့အကြောင်းပြောပြတိုင်းကျမတို့တန်တော်ဖြစ်ခဲ့ရတယ်ဘာဟာသူ့မျိုးရိုးနဲ့ပတ်သက်ပြီးတော့ချန်ဖန်ကွန်ယူတတ်တယ်လို့ကျမတို့မောင်နှမတွေကိုလည်းကွန်ယူတက်ဖို့စီယုံခဲ့တယ်ကျမတို့ဟာဘာရဲ့အမျိုးမှန်ဒီကြားမှာကြီးပြင်းခဲ့ရသူတွေပေါ့လေလဝဆရာမီထိုက်စွာပုပ္ပစရိယာမိနစ်ဖားလို့ဆိုထားပေမဲ့ကျမတို့မောင်နှမ6ယောက်စလုံးအတွက်တော့ဘာဟာလဝဆရာလို့ပြောရမှာပါငယ်စဉ်ကလေးဘဝကိုမှတ်မိစအရွယ်ကလေးကဘာရဲ့အဆုံးအမစကားတွင်တင်ပြမှုများနဲ့အတူနေထိုင်ခဲ့ကြတယ်ဘာရဲ့အမှုချင်းစဉ်းစားတွေးခေါ်ဉာဏ်တို့ဟာကျမအတွက်အလွန်အတူယူစရာကောင်းပါတယ်တခါကဘာကိုလူတယောက်လာမေးတဲ့အကြောင်းပြောပြတော့ဘာကဟုတ်ကန်သားလို့မေးရလားဥကန်သားလို့မေးရလားကုကန်သားလို့မေးရလားတဲ့သူ့နာမည်ခေါ်ဝေါ်ကိုဖမ်းပြီးတော့ဘသူဆိုတာခံမှန်းရအောင်လို့လေကျမတို့ကိုဆုံးမတဲ့ဘာရဲ့စကားတွေဟာမှတ်သားတော့ယူဖို့အင်မတန်ကောင်းပါတယ်မင်းတို့တုံးအောက်ကဖားတော့မဖြစ်စေနဲ့တဲ့တုံးအောက်ကဖားဆိုတာဘာကိုပြောချင်တာလဲဘာဟာထူထဲရဲဆုံနေတဲ့နှကန်းစုံကိုမင်းမင်းကြီးပြုံးတယ်ဘာဟာလေးလေးနက်နက်စကားဆိုချင်တိုင်းအဲ့ဒါလိုပြုံးတတ်တယ်တုံးအောက်ကဖားများဘလူပဲတုံးပေါ်တင်တင်တုံးအောက်ပဲပြန်ဝင်တာငါမြည်ရဲ့ကျမတို့ပညာကျူးစားဖို့ဆုံးမတာတော့ဘာကမြောက်ပင်လေးနဲ့မင်းတို့သိက္ကံကောင်းတယ်ခေတ်ကာလကောင်းတဲ့ကျုံတော့ပညာကိုအေးအေးဆေးဆေးသင်ခွင့်ရတာပေါ့စာပညာတက်ခြင်းကလူကိုထက်ထမ်းကြစေခြင်းတစ်မျိုးပဲပညာတက်ရင်လူအောင်မကြဘူးအရာရာကိုတွေးတောဆင်ခြင်နိုင်တဲ့အုံနောက်ရှိလာမယ်ဘဝကိုမြင့်တဲ့မြင့်အောင်ရှောက်လန်းနိုင်မယ်နေတဲ့ပါရမီလားကွာမှတ်ထားကြငါမြေးတွေမင်းတို့ဟာသွေးတောက်ကြီးမျိုးတွေဘယ်တော့မှအောက်တန်းမကြစေရဘူးကျမတို့အကြီး3ယောက်10အောင်လို့တက္ကသိုလ်ဆက်တက်ကြတော့ဂိုယူဆုံးနဲ့အားပေးဆုံးသူဟာဘာနဲ့တီးသမျှလူတွေရွာကလာသမျှလူတွေအားလုံးကိုဘာကသူ့မြေ3ယောက်အကြောင်းနဲ့အခက်နဲ့ကျမတို့စာချက်တန်တွေကိုနားဆွင့်ပြီးတော့ပြန်ပြောတတ်တယ်တခါမှရွာကသူ့တူဘာကြီးချော်အိမ်ကိုရောက်လာတယ်ဝမောပန်းပန်းနဲ့ထုတ်ကြီးပေးချပြီးဘာကိုနှုတ်ဆက်တယ်ဘာကြီးကနေကောင်းလားကောင်းပေါ်မောင်ရမင်းလာဘာကိစ္စနဲ့လဲကွာဖုန်းကြီးကမီးဆက်ဝယ်ဖို့စုံစမ်းခိုင်းလိုက်လို့ပါဟေးမီးဆက်ဟုတ်လားအေးငါမြေးတွေစာကြက်ကြရဲ့အထဲမှာတော့လျှက်စစ်မီးလုံးတွေကြောင်ပါတယ်ကွာသူတို့ပွဲရရင်လျှက်စစ်မီးလုံးတွေလောက်ခါပြီးမင်းတို့ရွာကိုလာဆင်ပေးရအောင်မယ်ဘာစကားကြတော့ကျမတို့ရင်မိကြတယ်ရေသာရေကြတာပါကျမတို့စိတ်မကောင်းဘူးဘာရဲ့မျောနှင်းချက်ဖို့ကျမတို့မလုံမလဲခစ်ကြရတယ်ကျမတို့လည်းကြောင်းတရစာချက်ရနဲ့ဘာအနာကိုမကတ်နိုင်ကြတော့ဘူးကျမတို့တွေနဲ့စကားလက်ဆောင်ကြခြင်းမရှိသလောက်ဖြစ်လာတယ်။ကွပြစ်ပေါ်မှာတယောက်ထဲငူငူကြီးထိုင်နေရှာတဲ့ဘကိုကျမတိတ်တနာမိတယ်။
ဟိုတုန်းကကျမတို့ကိုစကားတွေအများကြီးပြောခဲ့တဲ့ပါဟာအခုတော့ကျမတို့စာချက်တန်တွေကိုနားထောင်သူဖြစ်လာခဲ့တယ်။ကျမတို့မြေးတွေစာချက်တန်အောက်မှာဘာရဲ့အမျိုးမှန်စကားတွေရောပါလာခဲ့တယ်။မြေးတွေရဲ့စာအုပ်ထဲကလောကတက်အကြောင်းတွေဘာရဲ့သွေးတောက်ကြီးမျိုးกว่าဆိုတဲ့အကြောင်းတွေနေရာမှာအစားထိုးနေရယူလာတယ်။အင်ကူလာသမျှဧည့်သည်တွေဟာဘာရဲ့မြေးတွေပညာရေးအကြောင်းနားထောင်ရတာပေါ့လေ။ဘာဟာအစွဲတစ်ခုကိုယုံကြည်စွာဆုနှစ်သူလည်းဖြစ်တယ်။ဘာရဲ့သားသမီးအားလုံးထဲမှာမေမေကစီးပွားရေးအတောင်တင်ဆုံးမှာအစားအသောက်နေထိုင်ချောင်းလေလို့ဘာကကျမတို့နဲ့လာနေတာမဟုတ်ဘူးတဲ့။ကျမတို့မိသားစုကမန္တလေးမှာနေအောင်မို့အတူလာနေတာလို့ပြောပါတယ်။အသက်ကလေးရဲ့ရှိစီလို့မန်းတောင်ကြီးခိုးတဲ့မန္တလေးကမင်းနေပြီးတော့ကွာအခုထိကျုံးမျိုးရိုးထင်ရှားရှိသေးတယ်။ထီးရိန်နှန်းရဲ့ငွေမှာနေရတာကိုကကန်ထူးလို့ပဲငါမန္တလေးမှာပဲတည်တဲ့အထိနေမယ်။ကျမတို့ထပ်ပါဟာမန္တလေးကိုချစ်တယ်ဆွဲလန်းတယ်ဘလောက်ထိဆွဲလန်းတယ်လဲဆိုရင်ဘာနဲ့မေမေစကားများတော့ဘာကစိတ်ဆိုးပြီးရွာပြင်သွားဘူးတဲ့စကားများရတာကလည်းသူ့မြေကြီးနဲ့ပတ်သက်လို့ပါအကိုကလမ်းထဲကရွယ်လူကောင်လေးတယောက်နဲ့ရင်ဖြစ်တယ်မေမေကသွားဆွဲရင်းနဲ့မိဘချင်းစကားဆက်များကြတာပေါ့လေမေမေကစကားနဲ့ရန်ဆဲပြင်လာပေမဲ့မိမကြီးကစကားတခွန်းအထွန်းတက်လိုက်တယ်အလက်ကားနေရင်သွေးနဲ့ထင်ရောက်နေတဲ့ဟာတွေဘလို့မျိုးစားတွေဖြစ်ဖြစ်တို့ကတော့အထင်မကြီးဘူးဟဲ့ဒါကိုကြားလိုက်တဲ့ပတ်ဟာတောင်မွေးဆွဲပြီးတော့အိမ်ရှိထွက်တော့တာပဲဟေးတတိရှိရင်ရှင်ချင်ရနဲ့ရှင်လိုက်စမ်းလက်ထင်ရောက်နေတဲ့သွေးဘလောက်နေရဲဆိုတာပြလိုက်စမ်းမယ်ထွက်ခဲ့ကြပါညာနဲ့ထွက်ရင်တော့တိန်သားလုံးပကိုထွက်ဆွဲရတာပေါ့ကျမတို့လက်ထက်မှာကန်လန်နဲ့ပါလာတဲ့ပါဟာအံ့ဩစရာကောင်းလောက်တန်မာနေခဲ့တယ်ဘာဟာမချီမနှက်နဲ့အန်ကိုတင်းနေအောင်ကြိတ်ထားတယ်ဘာလက်ထဲကတောင်မွေးကိုဆွဲယူလို့မရခဲ့ဘူး။သူပြောချင်တဲ့လောက်မပြောလိုက်ရတော့ဘာကမိမိကိုဆက်ရမ်းတာပေါ့။နားတော့မပြောရကောင်းလားအညံ့ခံခဲ့ရမလားဆိုပြီးစကားများကြတယ်။မိမိကပြန်အောင်တော့ဘာကစိတ်ဆိုးပြီးရွာပြန်သွားတယ်။ဖေဖေရွာကိုပြန်ပြီးချော့မော့ခေါ်တယ်မလိုက်ဘူး။မိမိကိုယ်တိုင်ကျမနဲ့နောက်တစ်ခေါက်သွားခေါ်တယ်မလိုက်ဘူး။ဘယ်ကြမှာပြန်လာတယ်လဲဆိုရင်အပြင်းဖြားတော့မှအရေးပေါ်ပြန်လာတာ။ဘာပြန်လာတဲ့နေ့ကိုကျမမှတ်မိပါသေးတယ်။ဘာရဲ့သူတွေကဘာကိုပွေပြီးတော့အိမ်ထဲဝင်လာတော့ဘာကတတိလက်နေတာ။ဘာရဲ့တကိုယ်လုံးလဲချစ်တော့ဘူးလို့ကျမတို့လည်းဆရာဝန်ချစ်ချင်းပြေးပင်ဆေးထိုးဆေးသွင်းအားချင်းကူကြတာပေါ့။ရက်တစ်ပတ်လောက်နေတော့ဘာနလန်ထလာတယ်။ချစ်စုပြုတ်ရည်လေးစံပြုတ်လေးတောက်နိုင်လာတယ်။တဖြည်းဖြည်းနဲ့ဘာမျက်နှာပြင်ကြည့်လင်လာတယ်။ဘာစဖျားဖျားချင်းဆေးတောက်ပါတယ်။မရဘူးကွာ။အပြင်းဖြားလာတော့ဘာကြောက်လာတယ်။တရားမှာကိုကြောက်တာမဟုတ်ဘူး။ဘာဆုံးဖြတ်ချက်ချထားတဲ့မန္တလေးမှာမတရားမှာကိုကြောက်တာ။ဒါကြောင့်ဆွေမျိုးတွေတားတဲ့ကြားကမန္တလေးကိုစွပြန်လာတာ။လမ်းမှာမသေးဘူးဘာကအားတင်းလာတာကွ။မန္တလေးကိုဝင်တော့မှဘာစိတ်လျှော့ချလိုက်တာ။မသေးကောင်းမပြောက်ကောင်းဘာတယောက်စိတ်ကြီးပုံတွေလေ။ကျမတို့မှာငိုအားထက်ရေအားတန်ရတော့မလို့ကလေးစိုးကြီးဖကိုချစ်ပိုးခဲ့ရတယ်။အဲ့ဒီလောက်ထိဖကမန္တလေးကိုဆွဲတာကျမတို့ကြောင်းပြီးလို့ဘွယ်တီးတီးရကြတော့ဖကမေးတယ်မင်းတို့ဘွယ်ရပြီဘာဆက်လုပ်ကြမလဲဖကိုပြောကြစမ်းဘာရဲ့စိတ်အားထက်တန်နေတဲ့မျက်နှာကြီးကိုကျမဘယ်တော့မှမေ့လို့ရမှာမဟုတ်ဘူးအဲ့ဒါလို့ဖကမေးတော့ငငယ်တုန်းကကျမတို့ရွတ်ဆိုခဲ့ဘူးတဲ့ကြပြလေးကိုသတိရမိရဲ့လူလေးကြည့်ရင်ပါလို့မယ်မေမေမေးရင်ကွယ်ဆိုတဲ့ကြပြလေးကိုပါဘာစိတ်ချင်အောင်တယောက်တစ်မျိုးဖြည့်ပေးလိုက်ရပြီမယ်ကျမတို့ဖြည့်ပေးတိုင်းဖြစ်မလာကြပါဘူးအကိုကြီးကဖေဖေရဲ့လုပ်ကိုဆက်လုပ်တယ်အကိုလက်ကအယောင်းဝယ်လုပ်တယ်ကျမကတော့မူလာရင်ပြဆင်းမလေးပေါ့တကယ်တမ်းကျောင်းသူကျောင်းသားဘဝကိုစွန့်လွတ်ပြီးအပြင်လောကကိုထိုးဖောက်ဝင်ရောက်ကြည့်တာမှကြော်ဖြတ်ရတဲ့အခက်အခဲတွေရင်ဆိုင်ရတဲ့ပြဿနာတွေကိုကျမတို့သိလာရတယ်အကိုကြီးကလုပ်ငန်းတွေမကောင်းတော့တဲ့အကြောင်းကိုလက်ကအယောင်းဝယ်မှာစကားမပီတဲ့သူတွေကိုမထိုးဖောက်နိုင်တဲ့အကြောင်းကျမကကလေးတွေရဲ့အနာဂတ်ကြောင့်ဘာကွယ်ရမှာပြောပြကြတယ်။ဘာရှိမှာတော့ကျမတို့ကတကယ်ကိုလူစွမ်းကောင်းကြီးတွေလို့အိုက်တင်ပြနေပေါ့လေ။ကျမတို့ရဲ့ဟန်ဆောင်မှုတွေကိုဘာမသိရှာပါဘူး။ဘာကအကင်းပါပေမဲ့အိုရှာပြီလေ။ဘာရဲ့မျက်စိတွေနားတွေကအိုကြပြီပေါ့။ဒါပေမဲ့ဘာကစိတ်မကြဘူး။ကျမရဲ့အောက်ကအငယ်၃ယောက်ကိုသူ့မျိုးရိုးအကြောင်းကျမတို့လိုပညာတတ်အောင်စူးစမ်းကြဖို့အကြောင်းတွေပြောဟောဆုံးမနေုံပဲ။တညမှာတော့ဘာကကောက်ခိုင်ငင်ကနဲ့ပဲမင်းတို့မီးလုံးတွေမလောက်ချသေးဘူးလားငါကရွာကိုဂရိပေးထားတာကွာအဲ့ဒါစူးစမ်းကြအောင်နဲ့ကျမတို့လည်းတယောက်မျက်နှာကိုတယောက်လှမ်းကြည့်ကြရင်းနဲ့မျက်ရည်တွေလဲလာတယ်ဘာကိုဘလို့နှစ်သိမ့်ရမလဲဆိုတဲ့စကားကိုရှာနေစိမ့်မှာပဲလျှက်စစ်မီးတွေပြစ်တောက်သွားတယ်ကျမတို့ဘာကိုဖြေမပေးလိုက်မိဘူးလေတနေ့မှာကျမတို့အိမ်ရွှေ့ပြောင်းရဖို့အကြောင်းပေါ်လာတယ်။အနည်း20ကျော်နေလာတဲ့ကျမတို့နေရာကိုအရန်ပဲတွေ့တာနေမိပြီ။တစ်ပိန်ပန်းမှန်တွေနဲ့စူပြင်းနေတဲ့ကျမတို့ခြံလေးကိုကြည့်ပြီးစိတ်မကောင်းဘူး။ဘာထိုင်နေကြကွပ်ပြစ်လေးကိုမြင်လိုက်ရတော့ကျမမျက်ရည်ကျလာတယ်။ဘယ်တက်နိုင်မလဲကျမတို့ရွှေ့ဖို့ပြောင်းဖို့စီစဉ်ရတော့တာပေါ့။ဘာမသိအောင်လှုပ်ရှားကြပေမဲ့ဘာကတိပြအောင်ကိုတည်သွားတယ်။ဘယ်ရွှေ့ကြမလို့လဲဟာနင်တို့ဟာဟ
ဟိုလေဒီထက်အေးစေးရဲ့နေရာကိုပေါ့ဖရဲ့ဟိုဗျာဒီမှာဘာပူနေလို့လဲမန္တလေးမှာပဲငါကနေမှာနင်တို့ရွှေ့ချင်းရွှေ့ကြဟိုဘာကလည်းမန္တလေးကတော့မန္တလေးပါပဲဖရဲ့ကျမတို့မှာပစ္စည်းတွေတဲကြပြောင်းကြဖို့ရေကမခက်ခဲပဲဘာကိုနားချဖို့ကခက်ခဲလာတယ်အကျိုးအကြောင်းကိုသဘောပေါက်အောင်ရှင်းပြပြီးအတော်ကြီးနားချယူရတယ်ဒါပေမဲ့ဘာကအစာကြေဘူးတော့မရဘူးအသက်80ကျော်လာတော့လေဘာရဲ့သွေးတောက်ကြီးမျိုးရိုးဆိုတဲ့သွေးတွေကမစူပွက်နိုင်တော့ပါဘူးကျမတို့နဲ့အတူနေရာတစ်ကိုလိုက်ခဲ့ရရှာတယ်နေရာတစ်မှာဘာမပြောရှာဘူးကျမတို့သိရပေါ့ကျမတို့မှာလောလောဆယ်ပါထိုင်ဖို့ကုပြစ်ကလေးတစ်ချက်တောင်ခင်မပေးနိုင်သေးဘူးအုံးမင်ကလေးတွေလည်းမဆိုင်နိုင်သေးဘူးစိတ်ပတိကိုတချောက်ချောက်စိတ်ရင်ဖျားကန်းအတွက်ကန့်ထားတဲ့အဖီလေးယောက်မှာဘာထိုင်နေတတ်တယ်လူတွင်များနေလို့မြေးတွေလည်းဘာနာမကန့်နိုင်ကြဘူးမြခုံးမွေးဖြူဖြူကြီးနှစ်သွဲကိုတွန်းချိုးထားတဲ့ဘာရဲ့မကြည်မနှက်မျက်နှာကြီးကိုပဲမြင်နေရတယ်စကားသိပ်ပြောချင်တဲ့ပါဟာဘာစကားမှသိပ်မပြောတော့ဘူးကျမတို့ကိုလျှက်စစ်မီးလုံးတွေလုပ်ဖို့လည်းမတိုက်တွန်းတော့ဘူးကျမကတော့ထူထဲရေးဆိုနေတဲ့ဘာရဲ့နှက်ခဲနှလွာကြားကထွက်လာမဲ့စကားတွေကိုကြောက်ရွံ့စွာစွန့်စားနေမိတယ်ဒါပေမဲ့ဘာဟာခက်တိုးတိုးတော့မပြောတော့ဘူးတကယ်တော့ဘာဟာမျက်စိလုံးလုံးကွယ်သလိုလည်းဖြစ်သွားပြီမဟုတ်လား